အားလုံးပဲမင်္ဂလာပါရှင်ချစ်တူရေဒီနေ့ကတော့အုံနှုတ်ခောက်ဆွဲပေါ့နော်ဒီဗီဒီယိုဖိုင်လေးကတော့အုံနှုတ်ခောက်ဆွဲချက်တာပေါ့အသေးစိတ်မျိုးမီးကဗီဒီယိုဖိုင်လေးရိုက်ပြီးတော့တင်ပေးထားတယ်အသေးစိတ်ရိုက်တာတော့10မိနစ်ကျော်တယ်ချစ်တူရေဒီမန့်ပိုင်ရှင်လေးကဟုတ်တယ်တဲ့ဆိုတော့ဒီမန့်ကငါတလောက်ပေါင်းမှာလာပြီးမန့်ထားတာဖြစ်တဲ့အတွက်ညိုမီးကအဲ့ဒီငါတလောက်ပေါင်းမှာဗာပြောထားလဲဆိုတော့ဇပလင်းတွေခင်းပြီးတော့ပေါင်းလို့ရှိရင်အစီအနှစ်တရဇပလင်းထဲမှာကတ်တယ်လို့ပြောထားတဲ့ဟာကိုဟုတ်တယ်လို့ပြောတယ်နဲ့တူပါရဲ့ဒါကတော့အုံနှုတ်ခောက်ဆွဲအုံသီးကိုကြိတ်ပြီးတော့အဲ့ဒီအုံနှုတ်နဲ့ချက်တာပေါ့နော်။နိုစိမ်းလည်းမထည့်ဘူး။အုံနှုတ်ဘူးနဲ့လည်းမဟုတ်အုံသီးကိုကြိတ်တဲ့အုံနှုတ်နဲ့ချက်တာပါ။ငရုတ်သီးမုတ်စနွင်းမုတ်မဆလာတော့အယောင်ကြည့်ပါအောင်စားခြင်းစရာကြက်သားလေးနည်းနည်းထည့်ချက်တယ်။ကြက်သားကလည်းဗမာကြက်ကိုထည့်ချက်ထားတာပါရှင်။ညိုမီကအုံနှုတ်ခောက်ဆွဲကိုကြတော့ဈေးတွေကအဖက်ကိုလောက်တာမဟုတ်ဘူးနော်။စွန်ညီနောင်စွန်မင်းကိုပြုတ်ပြီးတော့လောက်တာပါရှင်။ဗမာကြက်ကလေးထည့်ပြီးတော့စီတက်ထားတာပေါ့ကြည်ပါအောင်စားခြင်းစရာမော်လမြိုင်သူတွေအစားကောင်းစားချက်ပဲကလည်းပြုတ်ပြီးတော့မော်တာနဲ့ကြိတ်ထားတာပေါ့နော်ကလေးဘဲကိုပြုတ်ပြီးတော့ကြိတ်ပြီးသားဒါလေးကစီတက်ပြီးလောင်းထည့်လိုက်လို့ရှင်ကြည်ပါအောင်ဟင်းရီအယောင်လေးကစားခြင်းစရာရွှေရောင်တန်းနေတာမယုတ်တိမုတ်မဆလာစနွေးမှုကတော့လုံးဝရှယ်ပဲချစ်တို့ရင်ညိုမိစီကပစ္စည်းတစ်ဆက်ကတော့လုံးဝရှယ်ကိုကောင်းတာပါနော်ချစ်တို့အားလုံးကိုဥဖျားကြွေးပါတယ်စားကြပါအောင်ရှင်မော်လမြိုင်သူတွေစားကောင်းစားချက်